အားလုံးပဲမင်္ဂလာညနေခင်းပါခင်ဗျာတူးဒီချစ်တဲ့ညီကိုမောင်နှမများအားလုံးကိုမင်္ဂလာပါဆိုပြီးကျွန်တော်ဒီအကောက်ပိုင်ရှင်လေးရမယ်ကျွန်တော်စုမမောင်တောင်းပေးလိုက်ပါလေမနေ့ကဆိုရင်ကျွန်တော်ရှေ့6လ2026ခုရှေ့6လ2025မှာပြီးထိမ်းမှာပြီးဆိုကျွန်တော်တင်ပေးလိုက်တဲ့အထက်မှာမှာပြီးတင်ပေးလိုက်ပါတယ်ကျွန်တော်ဒီဗီဒီယိုကိုတို့ပြန်ကြည့်ခြင်းဒီဗီဒီယိုထဲမှာပြန်ကြည့်ပါကျွန်တော်12နာရီ10မိနစ်အတွက် main order မှာ96ရ9ခွန်နှစ်ပေါ်ထက်မှနဲ့96ကိုအောင်မြင်ထွက်သွားပြီဖြစ်ပါတယ်ဒီနေ့ရှေ့6လ2026ထဲမှာလဲ4နာရီခွဲခဏဦးလဲကျွန်တော်ပြင်မယ်ပေါ့နော်ကိုလိုမတို့ညနေလဲကန်စားလာလေးကောင်းအောင်လို့ကျွန်တော်ဒီ4နာရီခွဲခဏလေးကိုကျွန်တော်ပေးမှာဖြစ်ပါတယ်4နာရီခွဲညနေဆရာလေးကိုကျွန်တော်ပေးမှာဖြစ်ပါတယ်ရှေ့6လ2026 4နာရီခွဲအတွက်ပါနော်မနေ့ကဆိုလဲအောင်မြင်မြင်နဲ့ကျွန်တော်ဒီနေ့အပုံမှာရှိပါတယ်အမှ96တပုတ်ထဲကျွန်တော်နေရာထဲမှာ96ကိုနှစ်ကွက်ထဲပြောတဲ့အထက်မှာအောင်မြင်မြင်ထွက်သွားပြီဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုလည်းlike and ပေးပြီးတော့ subscribe လေးတွေလည်းလုပ်ခဲ့ပါဦးကျွန်တော်ဒီညနေမှာလည်းကိုလိုမတို့ပေါ့အောင်လို့ကိုညီမယ်ပေါ့နော်စေတနာမေတ္တာထားပြီးတော့ဒီနေ့နာ8ရက်6လ2026တနင်္လာညနေဇာတ်တော့အချိန်လေးကိုကျွန်တော်ပို့ပြတော့မှာဖြစ်ပါတယ်အချိန်လေးရတော့ဒီနေ့မနေ့ဆိုရင်အချိန်လေးအရင်ပေးမယ်နော်ဒီမနေ့9:00ထွက်သွားတော့အချိန်လေးမှာ6941အချိန်လေးပေါ့ညနေဇာတ်တော့ပေါ့နော်6941ဆိုတဲ့အချိန်လေးကိုပို့ပြီးတော့ကြိုက်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ပထမဘက်မှာ6ဒီပဲဆင်လာပြီး9တော့ဆင်လာဆိုပြီး9ကနေလို့ပေါ့နော်အဲကြောင့်မို့ကျွန်တော်ဒီ9လေးကိုပြန်ပြီးတော့ထည့်ထားတယ်ပေါ့အချိန်ကတော့6941ပေါ့နော်အချိန်လေးကျွန်တော်ထည့်ထားပြီးတယ်တလုံးမိုင်နဲ့ဆိုရင်တော့တလုံးမိုင်နဲ့ပြောမယ်ဆိုရင်တော့ကျွန်တော်ကတော့အချိန်ဆုံးကတော့933တလုံးမိုင်နဲ့ဆိုရင်တော့ကျွန်တော်အချိန်ဆုံးကဏ္ဍလေးကတော့933လေးကိုအချိန်ဆုံးဖြစ်ပါတယ်နော်အကူတို့မတို့ဒါမှမဟုတ်လို့တလုံးမိုင်နဲ့အချိန်နဲ့ကိုပြောမှဆိုခတ်ထိုးနေရတယ်ပေါ့နော်ပြီးတော့ပတ်တီးပေးမယ်ဆိုရင်တော့ကျွန်တော်ဒီညနေပေါ့နော်တင်းနေလာညနေကိုပတ်တီးလေးပေးခြင်းတယ်ပေါ့နော်ဘာလို့ဆိုတော့အကူတို့မတို့ကျွန်တော်အောက်စီခြင်းနဲ့စေတနာနဲ့ကျွန်တော်တင်ပေးတာဖြစ်ပါတယ်ကျွန်တော်ဘာမှတပည့်ချက်ကျွန်တော်ပတ်စံတောင်းလာယူတာမရှိပါဘူးပေါ့နော်ကျွန်တော်ကမေတ္တာထားပြီးတော့ရပါစေဆိုတဲ့စေတနာနဲ့ပဲကျွန်တော်ဒီတင်ပေးတာပေါ့နော်ပတ်တီးလေးကိုတော့ကျွန်တော်ပေးမယ်ပေါ့ပတ်တီးရတော့ကျွန်တော်ဒီညနေအချိန်ဆုံးပတ်တီးလေးရတော့9 4 2 3 3ညကျွန်တော်နောက်တစ်ခေါက်ပြန်ပြီးပြောပြပါနော်ကျွန်တော်ဒီတနင်္လာညနေဆရာပေါ့8ရက်6လ2026 4နာရီခွဲပတ်တီးလေးကိုတော့9 4 2 3 3ညဆိုတဲ့ပတ်တီးလေးကိုကျွန်တော်ကြိုက်တယ်ပေါ့နော်တော်တော်အကြိုက်တွေ့တယ်ပေါ့နော်နောက်ပြီးတော့ကျွန်တော် main all လေးကိုလည်းပြောမှာဖြစ်ပါတယ်ကျွန်တော်မနေ့ကဆိုရင်ဒီနေ့မနေ့ကကျွန်တော်ဗီဒီယိုတင်လိုက်တယ်9နာရီခွဲလောက်မှကျွန်တော်တင်လိုက်တဲ့ဗီဒီယိုလေးပေါ့နော်မှားပြီးကျွန်တော် date မှာဒီနားမှာမှားသွားတာပေါ့နေ့မှာ8ရက်6လ2026မှာပေါ့2025ဖြစ်သွားတာပေါ့အမှဆိုကျွန်တော်ဒီ main ရောနေရာမှာကျွန်တော်အောင်မြင်မြင်နဲ့ပေါ့နော်အမှကျွန်တော်အဲ့လိုဗီဒီယိုအနေနဲ့ဒီလိုဘောမင်းနဲ့တော့ကျွန်တော်တို့မရေးထားပေါ့ကျွန်တော်တို့ဟိုနေ့ဒီတိုင်းဘာသာကနေပြီးတော့ comment ပြောတဲ့အထက်မှာပါလိမ့်မယ်မျိုးရင်ကျွန်တော်မျိုးရင်ကျွန်တော်တို့ဒီဗီဒီယိုလေးမှာဝင်ကြည့်လို့ရပါတယ်မင်းရောနေရာမှာဒီညနေရတော့4နာရီခွဲတော့ကျွန်တော်ပေးပြီပေါ့နော်အခုကြည့်ကိုလိုမတို့ဒီညနေအောင်ပြီပေါ့နော်မင်းရောနေရာလေးနဲ့ကျွန်တော်ကတော့မင်းကို3ခွက်ကြိုက်တယ်ပေါ့ကျွန်တော်အ3ခွက်အကြိုက်တွေ့တာလေးကျွန်တော်ပေးမှာပေါ့မင်းရောအတွက်မင်းရောဘာကြိုက်လဲဆိုတော့9 4 5 50ပေါ့နော်9 4 5 50မင်းရောအရင်ကြိုက်တယ်ပေါ့နော်ဘာဖြစ်လို့တော့ तू ကဒီဟိုနေ96ထွက်ခြင်းအောင်9ဘရိတ်ဖြစ်ခြင်းကြောင့်ကျွန်တော်ဒီ9ဘရိတ်လေးကိုတစ်ချက်ကြိုက်မယ်နောက်ပြီးတော့10ဘရိတ်နည်းနည်းကြိုက်တယ်9ဘရိတ်ဆိုတော့ဒီမှာဟိုနေ့ရှိမှာပေါ့နော်9 3ညာလေးကိုကျွန်တော်ထည့်ပြီးတော့မရောထဲမှာတွေ့ပြီး3ဝက်ထည့်ပြီးထားပါတယ်မရောအနေနဲ့ကြည့်မယ်ဆိုရင်တော့9လေးရယ်9ရယ်50ကျွန်တော်အကြိုက်ရှိပါရောနော်နောက်ပြီးတော့ရန်ကွယ်လေးတွေပါကျွန်တော်ထုတ်ပြီးမှာပေါ့နော်အကြိုက်တူရင်တော့ဒီမရောလေးကတော့အခုလုံးမတို့ဒါသဘောကျပေါ့1000ဘူးပဲထိုး900ဘူးထိုးတိုက်တော့တင်ထိုးပါထိုးကြပါဒါပေမဲ့လောဘလေးကိုကြည့်ပြီးတော့ထိုးပါနော်ကျွန်တော်အကြိုက်ဆုံးလို့ကျွန်တော်ပြောပါစေတနာနဲ့ဒီကျွန်တော်ပြောပြတာပေါ့နော်ရန်ကွယ်လေးကတော့ကျွန်တော်ထုတ်တာပါတယ်ရန်ကွယ်လေးကတော့အခုရန်ကွယ်လေးတွေပဲပြောမှာပေါ့နော်ကျွန်တော်ရန်ကွယ်လေးတွေကိုပြောမယ်အခုလုံးမတို့တေချာဘောပင်လေးနဲ့စာအုပ်လေးမှာတေချာရေးပြီးမှတ်ပါအောင်နော်
ကျွန်တော်စေတနာနဲ့ပေးတာပါကျွန်တော်လည်းမစင်ပါနဲ့ဟိုနေကျွန်တော်ကစေတနာနဲ့ကျွန်တော်တို့ပေါက်စီခြင်းနဲ့စေတနာနဲ့ပေးတာပါကိုလောဘလေးတွေနဲ့ကိုတက်ပြီးတော့ကစားစီခြင်းပါတယ်ဗောနော်ရန်ကွက်လေးကျွန်တော်ထုတ်ထားပါတယ်ရန်ကွက်ကဘယ်နှကွက်ရှိလဲဆိုတော့12ကွက်ရှိပါတယ်ရန်ကွက်လေး19ကွက်ကိုကျွန်တော်ထုတ်ထားတာဖြစ်ပါတယ်ရန်ကွက်လေးတွေကျွန်တော်ပြောမှာပေါ့နော်မင်းရောကတော့ပြောပြရတဲ့အတွက်ကြောင့်ကျွန်တော်ရန်ကွက်လေးထုတ်ထားပါတယ်ရန်ကွက်ကတော့96ပဲ99ရေ94ရေ91ရေပေါ့နော်36ရေ39ရေ34ရေ31ရေပေါ့နော်3နဲ့ကစားခြင်းနဲ့ဆိုရင်တော့36ရေ39ရေ4ရေ31ရေပေါ့နော်ကျွန်တော်ပြန်ပြောမယ်နော်9နဲ့ကစားခြင်းနဲ့ဆိုရင်တော့96ရှိမယ်59ရှိမယ်54ရှိမယ်51ရှိမယ်ပေါ့နော်3နဲ့ကစားခြင်းနဲ့ဆိုရင်တော့36 39 34 31ရှိမယ်ပေါ့နော်3နဲ့ကစားခြင်းနဲ့ဆိုရင်တော့36ရှိမယ်39ရှိမယ်34ရှိမယ်31ရှိပါတယ်နော်ကျွန်တော်အကူတို့မတို့ဒါစေတနာမေတ္တာထွားရေးကျွန်တော်ဒီပေးလိုက်ခြင်းဖြစ်ပါတယ်နော်ဒီညနေမှာလဲ8ရက်6လ2026 4နာရီခွဲတင်းနေတာနေညနေစီရမှာလဲမနေ့က96လို့အောင်နိုင်ပါစေလို့ကျွန်တော်ပြောရင်းနဲ့ကျွန်တော်ဗီဒီယိုလေးရနာကြပါတယ်ကျွန်တော်ကညနေနောက်မနေ့ပြန်လို့ဆိုရင်ကျွန်တော်12နာရီမထိုးခင်အတိုင်းတော့တင်မှာကျွန်တော်ဗီဒီယိုလေးကိုတင်နေပေးမှာမဟုတ်ကျွန်တော်ဗီဒီယိုအသစ်တင်တိုင်းသိအောင်လို့ subscribe လေးလုပ်ခဲ့ပေးပါအားလုံးများကံကောင်းသောနေ့လေးကိုပိုင်ဆိုင်ကြပါစေခင်ဗျာ